Hello အားလုံးပဲမင်္ဂလာပါအာဆင်နယ်မြန်မာစပို့အားပေးနေကြတဲ့ကာနာဖန်ကြီးကိုမောင်နှမများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့လူငယ်ကျယ်ဝန်လေးပေါ့လေအီတန်ဝန်နေရီအနေနဲ့ပေါ့လေပြင်တက်ကလပ်မာဆေးတန်းထံကိုပေါ့လေပြောင်းဒါကာလာတို့ပေါ့လေ6လတာယာဒီကုံထိ6လတာစာချုပ်နဲ့ပေါ့လေအငှားစာချုပ်နဲ့ပြောင်းရွှေ့ရောက်ရှိတော့မှာဖြစ်ပါတယ်ကလပ်တင်းနဲ့လည်းသဘောတူညီမှုရရှိပြီးပြီကစားသမားလေးကလည်းကျွန်တော်တို့မာဆေးတင်းထံကိုပြောင်းရွှေ့ဖို့သဘောတူလိုက်ပြီဖြစ်တာအကြောင်းမကြခင်ပေါ့လေဒါကျွန်တော်တို့စစ်စစ်မှုတွေခံယူပြီးတော့အပြည့်တက်လက်မှတ်ထိုးစာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်ဒါ Fabrizio Romano ရဲ့ဒါ report ရသိရတာဖြစ်ပါတယ်မာစီတင်ကလက်ရှိကျွန်တော်တို့ Brighton တင်းရဲ့နီးပြဟောင်း Roberto De Zerbi ကိုင်တွယ်နေတဲ့အတင်းဖြစ်ပါတယ် Roberto De Zerbi အနေနဲ့ပေါ့လေကျွန်တော်တို့အင်္ဂလန်တင်းရဲ့လူငယ်ကျယ်ဝန်လေးရဲ့ဒါခြေစွမ်းကိုပေါ့လေအထူးသဘောကျကြိုက်နှစ်တက်တာကြောင့်ကျွန်တော်တို့ခေါ်ယူလိုက်တာဖြစ်ပါတယ်ပြောင်းရွှေ့ရေးအနေနဲ့ပေါ့လေယူတန်3တန်းအထက်ပေါ့လေရရှိသွားမှာဖြစ်ပါတယ်ကစားသမားလေးရဲ့ပွဲထွက်ခွင့်အပေါ်မူတည်ပြီးတော့ရရှိသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ